Ala panita top. Ala galumai panita ga pinyasi. Baga lumai. Baga lulima. Sebab madu we. Jadi, betul. Wajah tengkara jam bunyinya nazar na pada wena sere kananga bab cita. Mai madi tempe. Lima mana thodu we. Wajah tengkara jam kananga bab bunyinya nazar na pada wena sere kananga bab cita we lukmalikwa. Oh, tapi labu madu we. Batu le lumere kaito. Jadi kan guru najiga. Hari lumayan ada apa? Mungkin karena apa tu? Jamu, sualamu, karena apa yuyamu, nakkan dayamu tu jual sewa. Karena orang karena nakkan dayamu jual lumayan ada jadi jalan bermana sewa. Nakkan dayi pianya sewa. Lumayan ada apa? Tidak mau bahu. Mega Vyamasriya di Kanangaba, ya Tare Kanangaba Yiku. Ubadananya Chuza like that, where when I had an hour and candy, Malavene, Nagabua, that is Ramalma, Malavene. Ivaga, the Muria to carry. What just? Ramania, the other. Only Rabin. Lumana lumai di batu terung meresin. Kanan nak melai dah luma. Kanan nak dah ubaran lagi dah. Mai. Wajah rogi. Oh. Lumai sekarang. Sudah kena suram hubala. Sudah berikala. Rodolan ni dah suram hubala. Karena ubaran kanlah lesing, kau kanda jauh. Karena ubaran kanlah, alaran mai tidak. Ikan aja yang kami dekat, karena ubaran kamala bene, nire punya lima. Siapa? Siapa? Oh, palu. Bukan biasa bau sosial. Pari kena biar siapa? Dulu mama kena ngapa? Kau ni cari kena dajaya sudah tuh. Jaya mereka Vyamasriya cenggu cende tuh. Sebagaji. Nani yora set. Nani yora. Kamani yora. Jadi ni yora. Ubaran, karena ubaran kan jadi serang marna, sudah. Rumah itu, ikan aja, karena kendaraan karena biasa ubaran biasa kamabo biasa jadi serang marna. Toka beri dua duka dona, duka kandata temudio hodi. Terus, tujar, duka sepsit. Lumana lima, duka biata, temuria duka biata, temuria desa tunggu, duka desa deku, lumai mapore. Lumai mama temuria desa tunggu, duka desa tunggu, biata. Hendak yang biar balik dong, solusi. Ria sekarang, nale natau. 见讲的对，没事的，Vyamasriya见，见的对，目的呢都开出，我讲，目的呢都开出，另外嘛，没事的Vyamasriya见没见，没见的对，通常的，karena ubaran kan dari marna, itu doa. Karena lebih mana lumai di, susah lagi loh dari dia buang air, nak jangan, kena tahu. Lara. Dah lumai berisal mubah, mana? Ya pemubah. Dah lumai berisal mubah, sebab mubah. Ayo.
လူတွေမှာလူမိုင်းလို့ခရကတော့ပြညာတင်ပြီးဟောပါတယ်သင်ရတော့လူတွေမှာလူမိုင်းမဟုတ်ပါဘူးဒီဓမ္မတွေဖြစ်တဲ့ပုဂ္ဂိုလ်ဒီဓမ္မပြီးတော့ဒီဓမ္မဖြစ်တဲ့ပုဂ္ဂိုလ်ဒီဓမ္မကိုကြိုးစားတဲ့မရိယာတွေနှောဖြစ်တဲ့ပုဂ္ဂိုလ်ဟာသံဃာပြတ်တယ်မှန်ဒီဓမ္မတွေဆက်နေတဲ့ဥစ္စာသံဃာဆက်တယ်အဲ့တော့လူတွေမှာလူမိုက်ဆိုတာကတော့ပြောမယ်ပြောနေတာလို့မှတ်ရမယ်ဆင်းရဲတော့ဒီဓမ္မတန်းတာနဲ့ဒီဓမ္မမတန်းတာကွာဆိုတော့ဘာဖြစ်လို့ဆရာဘုန်းကြီးကဒီအကြောင်းကိုနောက်ထပ်သုံးရကြုံလို့ဆိုလို့ရှိရင်သက်ကရည်ချုပ်ပြီးတဲ့ပြောင်းလို့သုံးလိုက်ဒီဓမ္မတန်းရင်လူမိုက်ဘောကြဒီဓမ္မဒီရင်ရနေရင်လူတွေမှာပေါ်လာဒါဖြင့်ပုဂ္ဂိုလ်ပါသေးလားဒီဖြင့်မပါဘူးဓမ္မတန်းရင်မိုက်မိုက်ဓမ္မတန်းရင်မိုက်လိင်္ဂာဓမ္မတန်းလာရင်လိမ္မာတယ်ဆိုတော့ဒါရင်ခင်ရတော့အသေဝနာသဘာဝနာပဏိတနေသသေဝနာလုကြသူအသေဝနာသဘာဝနာဟောဒီမမြူရတဲ့သုံးခုမပေါ်ထိုက်တဲ့သုံးခုပေါ်လို့ရှိရင်ဒီဒါဘာလတရားဒီဘာလတရားကြောင့်သိတဲ့တိုင်းတဲ့ဒုက္ခဆိုတဲ့ဆင်းရဲတဲ့သစ္စာတွေပေါ်ပါလေမမြူရကောင်းတာမြူရလို့မရကောင်းတာရမြူရကောင်းတာမြူရလို့ရကောင်းတဲ့နိဗ္ဗာန်ရပေါ်ပါလားအဲမင်္ဂလာဒုက္ခဒါဟောမှန်ပါဗျာခင်ဗျားတို့ကကောင်းနေမပေါင်းနဲ့မှန်ပါပါဒီတိုင်းဟမ်ဒီတိုင်းခင်ဗျားတို့ပုဂ္ဂိုလ်ကလမ်းဆုံးမှန်ပါပုဂ္ဂိုလ်ကဘယ်သူမှမမိုက်မှန်ဟောဒီဓမ္မကမိုက်မှန်ဒီဓမ္မချုပ်တဲ့အတွက်မမိုက်ရှင်းမလားရှင်းပါအဲ့တော့ပူဇာစပူဇာနေရမှာပူဇာမှန်ငါတို့ပူဇာရမှာမှန်ဓမ္မဧတမင်္ဂလာမုဒ္ဓမဟုတ်ဓမ္မများသောမင်္ဂလာနိဗ္ဗာန်ဤသောမင်္ဂလာသည်ဟောဒီကြည့်ရှင်းပါဒါဖြင့်ဒီကအသေဝနာစပါရမဒါတွေပြီးဝဲလို့ဘာလာဖြစ်ဒါတွေပြီးဝဲလို့ပဏိတဟုတ်ကဲ့အဲ့တော့မနေ့ကပြောတဲ့စကားပါဠိတော်နဲ့ကြိုက်ကြလားကြိုက်ပါမိုက်ချိန်လိမ္မာချိန်ပေါ်လာအမှုဝဲလိုက်လို့ချင်းမိုက်ပါဒါမမှုဝဲလိုက်လို့ချင်းလိမ္မာတယ်ဆိုတော့အသက်ကြီးတာအသက်ငယ်တာလူရဲမဟုတ်မှန်ပါလူဝဲတာမမှုဝဲတာလူရဲပဲဆိုတာမှတ်ပါရှင်းပါအဲ့ဒါသူများဆုံးဖြတ်ချက်ချရမှာလားမိမိကိုယ်ကိုမိမိစစ်ဆေးပြီးဆုံးဖြတ်ချက်ချရမှာလားကဲခပ်ပါဟုတ်လားဘယ်လိုဆုံးဖြတ်ချက်မိမိကိုယ်မိမိဆုံးဖြတ်ပြီးပါမိမိကိုယ်မိမိဆုံးဖြတ်ချလို့ရှိရင်သာတော်လုံးမိုက်ပိတ်ရေးရမှာမှန်ပါသာတော်ကမိုက်တယ်ရေးရမှာမှန်ပါဒါကြီးလားနော်မှန်ပါမရှိသမိတ်ရင်မရပါတရားလုံးနဲ့ရတာလုံးမရပါဘူးဒါမလုပ်လို့ပေါ်လို့ရှင်ဒါပေါ်နေမှာပဲအဲ့တော့ကိုဘုရားကဟောလိုက်လူသိမ့်တယ်လို့ငါသူ့တိသွားတယ်တရားမမြင်မဟုတ်မှန်ပါလူသိမ့်တယ်တရားသွားတယ်ငါမမြင်ဘူးလေဟုတ်ပါနိဗ္ဗာန်တရားသူ့တိတရားသွားတယ်ဘူးငါမမြင်ဘူးဟုတ်ဒါဖြင့်သူ့လက်ထက်ကမှသူကြီးဆုံးဆိုမှတော့မမြင်ပြန်အခုဘုံသွားပဲဟမ်တော့မဆိုးလားဆိုပါတော့သူပြောတာဒါကိုဖြစ်စဉ်တိုင်းမကြိုက်ကြည့်မှန်ပါသူပြောတာသူလည်းတကယ်ပြောတာမှန်ပါကိုဖြစ်စဉ်ကဒီတန်းကများသလားဒီဖြတ်တာကများသလားကဲခါမှန်ပါဆက်တာကများဒါပြန်သူမမှုရတာမှုရသောကြောင့်ဘာလားမှုရတာကိုမှုရရင်ပါဏိတဟုတ်လားဒါပြန်သူမင်္ဂလာမရှိဘူးမရှိပါဘူးဒီပုဂ္ဂိုလ်ရှိပါမရှိဒီပုဂ္ဂိုလ်ကမင်္ဂလာရှိပါအဲ့ဒါခင်ဗျားတို့တပြေပန်းကြိုင်တာလကားပဲမှန်ပါရှင်းမလားရှင်းပါတပြေပန်းကခင်ဗျားတို့မင်္ဂလာလုပ်ထားတာကိုတပြေပန်းမှာမင်္ဂလာပုဂ္ဂိုလ်ဟုတ်ပါ
ဒီတရားရှိရင်အမှန်ဟုတ်ပါဒီတရားချုပ်ရင်မင်္ဂလာပဲဒီလေအသေဝနာစဘာလနာမမှုအတ္တမှုပဲလေဆိုတော့မပေါ်ကောင်းတဲ့တရားပေါ်လို့ချင်းဒါဘာလပဲမှန်ပါဗဏိတမင်းစသေဝနာနဲ့ဒါလေးကြီးပေါ်အောင်လုပ်နေဗဒါလေးကြီးပြီးဝဲစိတ်ကနေမယ်ဆိုဗဏိတဖြစ်နေဖြစ်ပါဟုတ်လားမှန်ပါဒါမင်းလားတော့ဟာပုဂ္ဂိုလ်ကိုဟောတာလားဓမ္မဟောတာဓမ္မဟောတာဓမ္မဟောတာခင်ဗျားတော့ပုဂ္ဂိုလ်ပဲလှည့်ယူသွားယူပါယူပါအဲ့ဒါခင်ဗျားတို့ဘုရားခင်ကိုရမေနဲ့ဟောတာကတရားကိုယူတာကတဖုံးဒီလိုဖြစ်မလဲဖြစ်နေတော့ကိုအလုံးလုံးပါလို့ပြောတဲ့တရားပုဂ္ဂိုလ်မမှီဝမ်းနဲ့ဖြစ်မှန်ပါသွားပြီမောင်းသွားပြီခင်ဗျားလုံးလုံးပါလို့ခေါ်မှန်ပါအဲ့တော့ပုဂ္ဂိုလ်မမှီဝဲနဲ့သွားပြောမှန်ပါဘယ်နဲ့လဲမှန်ပါဒီလိုငယ်တော့ကြောက်ပညာသင်ရတော့ဒီမင်္ဂလာသူကျရတော့အကျဉ်းအမိတ်ကြီးလို့ပုဂ္ဂိုလ်ဆိုပုဂ္ဂိုလ်ဆိုဒါဆရာသင်ပါဆရာသင်မှာပုံမှန်ဘုဒ္ဓဆိုရတဲ့ဘုဒ္ဓပဲတဲ့ဘုဒ္ဓတိုင်တိုင်ဒီဆရာသမားကောင်းနဲ့မတွေ့ရင်ဒီတိုင်းပြောတယ်မှန်ပါပုဂ္ဂိုလ်ကဘယ်တော့မှငကိုယ်လည်းမရှိလို့မိုက်ကြလည်းမရှိမှန်ပါပုဂ္ဂိုလ်ကငကိုယ်လည်းမရှိလို့မှန်ပါမိုက်ကြလည်းမရှိဓမ္မကငကိုကိုယ်ကသူအကြောင်းတိုက်ဆိုင်ပေါ်တဲ့အတွက်ဟုတ်တာမိုက်တဲ့တရားမှမိုက်တယ်မှန်ပါသူကတဏှာဆိုတာမိုက်တယ်ကျောင်းလည်းမိုက်ဥပါဒံဥပါဒံမိုက်တယ်ဥမိုက်ဥပါဒံပုံမိုက်တယ်သူ့အချုပ်နေတဲ့ကံဟာကံမိုက်တယ်ကံမိုက်တယ်အဲ့တော့ဒါတွေကမမှီဝဲတဲ့တရားအသေဝနာတရားမှန်ပါမမှီဝဲတဲ့သူကသေဝနာတရားမှီဝဲရမယ်မှီဝဲမယ်ဟုတ်ပါရှင်းရှင်းပါကောင်းပြီဒါဖြင့်မှီဝဲတဲ့တရားကျတော့အခုချိန်မှာဖြင့်သက်တည်းလေးကြီးကုန်လို့ပုဂ္ဂိုလ်ဇွဲဖြုတ်တာကမှီဝဲတဲ့ဓမ္မဇွဲပဲဓမ္မပဲမှီဝဲကြတယ်မှန်ပါဒါသမီးချက်ပြလိုက်မှန်ပါပုဂ္ဂိုလ်ဖြင့်ပုဂ္ဂိုလ်ကအခုစိတ်ကိုခံနေတယ်သူစိတ်ကမသူမနဲ့စိတ်ကဘာမှမဟုတ်မှန်ပါဟုတ်ကဲ့မသိပါဘူးဒီကိုပြည့်ဒီစိတ်ကိုပါရေးဆိုမှသူစိတ်ကခဏလေးပြောနေတော့ကြောင်းပါကြောင်းဟမ်ကြောင်းပါကြောင်းတယ်အဲ့တော့ပုဂ္ဂိုလ်မြွဲလို့တော့ဖြင့်အမှန်မရောက်ဘူးမရောက်ပါဘူးဓမ္မမြွဲမရောက်ပါဘူးအဲ့တော့ဒါကြောင့်ခင်ဗျားဓမ္မမြွဲမှာမှန်ရောက်မယ်ဆိုတော့ကိုယ်စိတ်ကိုသိလို့ရှိရကိုယ်စိတ်ကိုသိတဲ့တဲ့ဘောရှိရဓမ္မမြွဲရအောင်အဲ့ဒါဖြင့်ဘုရားသံဃာရှိတာကတော့ဖြင့်ဒီဓမ္မတွေသာဆက်နေမှဆိုသံဃာအဝိုင်းကြီးပဲအဝိုင်းကြီးပါဟုတ်ပါကြီးပါအဲ့တော့အခုချိန်ခုခါကာလလေးပဲဒါပေါ်မှန်ပါမှန်ပါမင်းကြီးကပြောလိုက်တဲ့ဥပဒနာဉာဏ်သာသနာသမေဝဟောတိမှန်ပါဥပဒနာဉာဏ်ဟာသာသနာရှိတုံးတာပေါ့မှန်ပါနောက်မပေါ်တော့မပေါ်ပါဘူးဒါကြောင့်ခင်ဗျားတို့အသေးစောတော့မှစိုးရိမ်နေပြောတာမှန်ပါမစိုးရိမ်ဘူးစိုးရိမ်စိုးရိမ်ဒါပြန်ဥပဒနာဉာဏ်ဟာပဲချိန်ပေါ်အထုတ်ကိစ္စပေါ်သာသနာရှိတုံးဟုတ်လားသာသနာရှိတော့အထုတ်ဖြစ်တာသာသနာမရှိလို့ဒီနည်းမှပြမယ်လို့မရှိလိုက်ဘူးမရပါဘူးမရကျဲတာဖြင့်ဘာလပဏိတသဘောကိုဖြင့်တဲ့မင်္ဂလာဒုက္ခလာတဲ့ဘာလပဏိတလူနဲ့တန်ရုပ်ကလာတဲ့ဘာလပဏိတနဲ့အတူတူပဲမှန်ပါဘူးအတူတူပဲအတူတူပါရဲ့အယူဆလွဲဟမ်ယူဆလွဲဒါကကိုယ်ကလွဲတာဆရာကလွဲတာဆရာကဒီလိုမလုံးနဲ့မတော်ဘူးဒီသင်္ခါရပါသူတတ်တော့တယ်လို့အောင်မွေးဆရာကလွဲတယ်သူတတ်တော့တယ်လူတတ်တယ်လည်းပြီးပဲလို့သူတတ်တော့လွဲကိုယ်ကကျွန်တော်မဟုတ်ဘူးဖြစ်နေမရှိဒုက္ခကဲဒါဖြင့်ဘာကျစို့သာသနာတွင်ရောက်တို့ရောက်ကြရောက်သာသနာတွင်ရောက်ကြအခုကအသိကရောက်သေးတာအလုံးနဲ့မရောက်သေးဘူးမရောက်သေးပါဘူးအသိရောက်တယ်အသိကရောက်ဩတို့ဗဏိတဘက်တော့ဖြင့်ဥအောင်ကျိုးစားမယ်အာသေဝနာစပါရဏံဖြစ်တော့ဖြင့်တို့ရှောင်တော့မယ်မှန်ပါဆိုတော့ဒီပရိစ္ဆေသမုပ္ပါရှောင်ပြီးဒီပရိစ္ဆေသမုပ္ပါပြတ်တာမြှဝဲရင်ပြီးတာမှန်ပါသူ့တော့ပြောလို့မရဘူးမှန်ပါရပါမရပါဘူးဒီပရိစ္ဆေသမုပ္ပါနဲ့ပဲလိမ္မာတယ်ပရိစ္ဆေသမုပ္ပါကပဲမိုက်တယ်မှန်ပါဆိုတော့ဒါပဲရှိမ
ဓမ္မကမကြီးဓမ္မကလေးမှာလားရှိတာမှန်ပါဒီပြင်ဘာမှပြောကြမရှိပါဘူးမှန်ပါကဲပေါ်ပြီမှန်ပါခိုင်းဒါဖြင့်ခန္ဓာ၅ပါးမှန်ခန္ဓာ၅ပါးဆိုတော့ပရိစ္ဆေသမုပ္ပါကိုဘုန်းကြီးကဝိညာဉ်နာယုသလံသတ္တဝေဒနာဒါပေါင်းလိုက်ခန္ဓာ၅ပါးလာဖြစ်တယ်မှန်ပါဖြစ်ရှင်းရှင်းပါခန္ဓာ၅ပါးဆိုတာပရိစ္ဆေသမုပ္ပါနဲ့တခြားစီသားလို့မျိုးတော့ပရိစ္ဆေသမုပ္ပါ၅မျိုးပေါင်းလိုက်လို့ရှိရင်ခန္ဓာ၅ပါးဖြစ်တယ်မှန်ပါဝိညာဉ်နာယုသလံသတ္တဝေဒနာပေါင်းလိုက်တော့၅ပါးခန္ဓာလို့ဖတ်လိုက်တော့၅ပါးရှင်းရှင်းပါဩဒါဖြင့်တခြားကြီးဟုတ်ပါလားဆိုတော့ပေါ်လာနမလို့ချင်းခင်ဗျားတို့ကမရှုပ်စံပြီးကြံပါရှုပ်မယ်လို့ရှိသေးတယ်မှန်ပါဘုရားကတော့တမ်းပြီးပြမှန်ပါဘုရားပေါင်းပြမှန်ပါပရိစ္ဆေသမုပ္ပါကမနေ့ကပြောတယ်ဘာလို့ပြီးတာမှန်ပါဟုတ်လားမှန်ပါဘာဆိုတာကပြီးထားတယ်တမ်းတယ်မှန်ပါပွင့်တယ်လည်းဆုပ်ကလေးကိုမှန်ပါဒါအဆုပ်ကလေးကိုပွင့်တာပြောဆုပ်ပွင့်ဘယ်လိုပွင့်ကြမှန်ပါဘုနောက်မှာလူယောဂနဲ့သိထားတာမှန်ပါသုတ်တန်လေးကလူယောဂနဲ့သိထားတာသုတ်တန်သိထားတာမှန်ပါသိထားနဲ့သိထားတာဘာခေါ်မလဲသုတ်တန်လေးဆိုတန်းဟောလိမ့်မယ်သိထားနဲ့သိမဟောပါဘူးဖြစ်စဉ်ကြိုက်ဟောမှဆိုတာခန္ဓာ၅ပါးပေါင်းကြမှန်ပါဝိဓမ္မာနည်းကပေါင်းကြရှင်းရှင်းပါဒါဖြင့်ဝိဓမ္မာနည်းဟာဖြစ်စဉ်ကြိုက်အမှားဟုတ်ပါဖြစ်စဉ်ကြိုက်အမှားမှန်ပါဖြစ်စဉ်ကြိုက်သုတ်တန်လေးကသိလို့အောင်လို့တန်းပြတာမှန်ပါသိလို့တန်းပြသိလို့အောင်လို့သိလို့တန်းပြဖြစ်စဉ်တော့မဟုတ်ဖြစ်စဉ်မဟုတ်ဒါဖြင့်အခုပြမှာပါသိမှန်ဖြစ်စဉ်ကြိုက်ပြဖြစ်စဉ်ကြိုက်ဖြစ်စဉ်ကြိုက်ပြတော့ခန္ဓာ၅ပါးခန္ဓာ၅ပါးဟာ၅ပါးသလုံးရှုခဲ့တော့နိဗ္ဗာန်မရမှန်ပါဘာကြောင့်လို့မဲတဲ့ခါကျတော့ဖြစ်ပုံနဲ့ချုပ်ပုံအသက်တမ်းမတူလို့မှန်ပါဓမ္မတာဖြစ်ပုံနဲ့ချုပ်ပုံဖြစ်ပုံတော့အသက်တမ်းမတူအသက်တမ်းမတူဒီချုပ်ခန္ဓာကအသက်ရှိလက်ခန္ဓာကအသက်ရှိဝေဒနာခန္ဓာနဲ့နာမခန္ဓာကအသက်တူတူပါဘူးအဲဘောင်းမရှိပါဘောင်းမရှိနဲ့လို့ဘုရားဟောဘုရားဟောလိုက်တော့ကဲကွာဘောင်းမရှိဘူးငါရှင်းပြမယ်ဆိုကာနုပါဒနာသိချာဆိုရုပ်ပြဝေဒနာနုပါဒနာဆိုတော့ဝေဒနာပြဓမ္မနုပါဒနာဆိုတော့သင်္ညာသင်္ခါရပြစိတ်တ ानु ပါဒနာဆိုတော့စိတ်ပြဘောင်းမရှိနဲ့ပြောပေါ်လာပေါ်ပါမနဲ့ပြောဘောင်းမရှိကျင်းတယ်သူသတိပြန်၄ပါးခွဲဘောင်းမရှိနဲ့ဆိုတော့ကာနုပါဒနာရှိရင်ရှိဝေဒနာနုပါဒနာရှိရင်စိတ်တ ानु ဓမ္မနုပါဒနာရှိရင်စိတ်တ ानु ပါဒနာဘောပါခန္ဓာ၅ပါးကိုသတိပဋ္ဌာန်နဲ့ဝေဘာလိုက်တော့၄ပါးဖြစ်၄ပါးဖြစ်ပါတယ်ပေါ်လာသတိပဋ္ဌာန်နဲ့ဝေဘာလိုက်တော့၄ပါးဖြစ်ပါတယ်ကောင်းပြီသတိပဋ္ဌာန်၄ပါးကိုပေါင်းလိုက်မှကျုပ်ပါသတိပဋ္ဌာန်၄ပါးကိုပေါင်းလိုက်မယ်တဲ့အများတို့၄ပါးဆောင်ပြန်အများကြီးလူတယောက်တည်းလေးလို့လို့ရမယ်ဆိုဖြစ်ပါဘူးလို့ခင်ဗျားတို့ကလည်းခပ်ပြင်းပြင်းနဲ့ခပ်ပြင်းပြင်းနဲ့ရှင်ဘုရားများလည်းကြည့်နေနဲ့ငကောအမရတယ်ကြီးရသူသေးတယ်ရှိသေးတာဒီလိုပါတဲ့ခန္ဓာ၅ပါးကိုသစ္စာခေါ်လာဒုက္ခသစ္စာကြီးဖြစ်ဖြစ်ဘူးလားဖြစ်ပါရဲ့ဖြစ်ပါဂိတ်ဒေနပြင်စုပါဒနဲ့ခန္ဓာပြီးဒုက္ခဒုက္ခဟုတ်ပါအကုန်ဒုက္ခဖြစ်အကုန်ဒုက္ခတရားဟုတ်ပါအဲ့ဒါအကုန်ဒုက္ခကိုတွေ့လိုက်တော့ဒုက္ခသူပဲဖြစ်ပါပေါ်ပြီမှန်ပါဒုက္ခရဟုတ်ကလားဒုက္ခတူလည်းဖြစ်သွားပြီဒုက္ခတူလည်းဘယ်နဲ့ကြောင့်ဖြစ်ရလဲဆိုလို့ရှိရင်ဒီလိုစလုံးကဖြစ်မှုနဲ့ပြည့်မှုပဲရှိမှန်ပါပြည့်မှုရောဖြစ်ပြည့်မှုပြည့်မှုပါသစ္စာဒုက္ခသစ္စာဒုက္ခသစ္စာတလုံးတည်းဆိုင်ခင်ဗျားတို့မလျှော့အလျှော့နောက်တော့မခိုင်းနဲ့တော့မရဘူးရှိပြီဟမ်ဘာရှိပါဒုက္ခသစ္စာဒုက္ခသစ္စာတလုံးတည်းရှိဒီတဲ့လျှော့တော့ဖြစ်ပြီအဲ့ဒီမရှိတော့ဒုက္ခသစ္စာတလုံးတည်းရှိလိုက်ပြီးပါတယ်ပြီးပြီလားပြီးပါပြီတယ်အဲ့ဒါဖြင့်ခင်ဗျားတို့
ကာယ ानु ပါဒနာကြိုက်ပဲဖြစ်ဖြစ်ရှိမှန်ပါဟုတ်ကဲ့ဒုက္ခသစ္စာပဲရှိမှန်ပါဝေဒနာ ानु ပါဒနာကြိုက်ကောဖြစ်ဖြစ်ရှိဖြစ်ဖြစ်ဟုတ်လားဓမ္မ ानु ပါဒနာကြိုက်ကောဖြစ်ဖြစ်ဖြစ်စိတ်ဓာ ानु ပါဒနာကြိုက်ကောဖြစ်ဖြစ်ဒီထက်ကောင်းမှန်တာမှန်ပါတရားဘယ်လိုမြင်ကြည့်မှန်ဟမ်ပြီးတော့အမှန်မြင်ကြည့်တယ်သို့တော်ခင်ဗျားတို့ပြောတတ်တဲ့ပုဂ္ဂိုလ်ပြောလို့လားများတော့နားလည်ပါလားမှန်ပါနမလို့ရှိရင်ဝေဒနာမှနိဗ္ဗာန်ရောက်တဲ့သင်ခြင်းသင်တယ်မှန်ပါတယ်ဟမ်စိတ်မှနိဗ္ဗာန်ရောက်တဲ့သင်ခြင်းသင်တယ်မဟုတ်ပါဘူးနောက်ဆုံးနေအောင်ချုပ်တော့ဖြစ်ပြမြင်ကြဖို့ပါပဲပေါ်လားပေါ်ပါတယ်ဗာမြင်ကြဖြစ်ပြဟုတ်ဝေဒနာရှိတာမဟုတ်ပဲခင်ဗျသမုဒိယနဲ့ဝေယရှိသမုဒိယဆိုတော့ဖြစ်တယ်ဝေယဆိုပြက်တာသမုဒိယနဲ့ဝေယရှိတာပဲသမုဒိယနဲ့ဝေယရှိတာနောက်ဆုံးကြတော့ဘာတွေ့လဲဖြစ်ပြတွေ့ဖြစ်ပြဘာသစ္စာဒုက္ခသစ္စာဒီဒုက္ခသစ္စာသုံးနဲ့ရှုရမှာရှုလိုက်ရင်သမုဒိယသစ္စာပြရမှာဘယ်ပဲဘူးကဲဒါဖြင့်ဒုက္ခသစ္စာတစ်လုံးနဲ့မဲရှုရတော့မယ်ဒုက္ခသစ္စာတစ်လုံးနဲ့ရှုရတော့မယ်ဆိုတော့ဖြစ်ပြတစ်ခုတည်းဘာကြဖြစ်ပြီးပြတာကြီးပဲရှိတယ်ဆိုတော့ဩဖြစ်ပြဆိုတာကသစ်ပင်လည်းဖြစ်ပြတောတွေတောင်တွေလည်းဖြစ်ပြရုံမှန်ရှိတဲ့ဟာတွေမှာဖြစ်ပြပါဖြစ်ပြကြည့်ပဲလို့ဆိုတော့အများတို့မြင်တဲ့ဖြစ်တဲ့ရှိရမယ်ဆိုတော့ရှုပ်သွားတယ်ဟုတ်ပြီရှုပ်ပါမြင်တဲ့ဖြစ်တဲ့ရှိရမယ်ဆိုတော့ရှုပ်သွားတယ်ဒါဆိုညာကမငုံနိုင်မငုံနိုင်တော့ဘုန်းကြီးကဒိဋ္ဌိများတဲ့ပုဂ္ဂိုလ်စိတ်တ ानु ပါဒနာရှုဒိဋ္ဌိများသိရပါမယ်သဘောကျဒိဋ္ဌိများတဲ့ပုဂ္ဂိုလ်စိတ်တ ानु ပါဒနာရှုဒါဆိုစိတ်ဘုန်းကြီးကအများတို့ဟောဖြစ်ဖြစ်တော့ဖြစ်ဖြစ်စိတ်ဖြစ်ဖြစ်ဟောတော့မှာကဲစိတ်ဝေဘာညာဆိုစိတ်ဝေဘာညာဆိုတော့စိတ်ဟာဘုရားကဟောထားတာကသတိပ္ပံပါဠိတော်မှာကာမစိတ်ယူပစိတ်အယူပစိတ်လောကုတ္တရစိတ်ဒါကကာမယူပအယူပလောကုတ္တရအဲ့တော့ကာမစိတ်ဟောဒါခင်ဗျားတို့နဲ့ကြိုက်ကာမဘုံသားယူပအယူပလောကုတ္တရကြိုက်ပါဆိုလိုက်ဒါလေးနှုတ်တက်ရသေးတယ်ရှင်းမလားဒါမနှုတ်တက်ရတော့ဒါမနှုတ်တက်လို့ဆိုလို့ရှိရင်ပါဠိတော်ကအကုန်ဆိုတယ်မင်းကဘာသာတော်မေးမှာပါဠိတော်ကကာမပုဂ္ဂိုလ်လည်းသူဟောယူပပုဂ္ဂိုလ်ဟောပါအယူပပုဂ္ဂိုလ်ဟောပါလောကုတ္တရာပုဂ္ဂိုလ်လောကုတ္တဟောပါမင်းကဘာပုဂ္ဂိုလ်ကာမပုဂ္ဂိုလ်ပဲယူပစိတ်ကမြတ်တဏ္ဍာရှိပါရှိပါအယူပစိတ်ရှိပါလောကုတ္တရာရှိပါရှိတာရှုမရှိတာရှိရင်ပြညာဖြစ်သွားမှာမှန်ပါဒါဘုရားရသေးတယ်မှန်ပါပေါ့လားအလုံးသိကြီးကမလွယ်ဘူးမလွယ်ဘူးတောင်းတနည်းဟောမင်းကောရန်ကုန်မင်းကောခကြီးပဲတရားဟောတယ်မဟုတ်လိုက်တာလေမင်းတို့အလွယ်တွေလျှောက်လုံးနေနဲ့မင်းတို့ဘုရားကဟောထားတာကကာမပုဂ္ဂိုလ်ကာမစိတ်တွေရှိနိုင်တယ်ယူပါဒီကဘုရားကဟောတယ်သူ့တော့သေမကိုယ်တော်ကြီးဆိုတော့အခုဟောခဲ့ရတယ်မှန်ပါတယ်ပုဂ္ဂိုလ်ဆုံးအတွက်မင်းတို့ကရန်ကုန်သူတွေဟောနေတာပုရုဇဉ်တွေဟောတော့ကာမပုဂ္ဂိုလ်ဟောကာမစိတ်တွေကွက်ပြီးတော့ရှုခိုင်းမှန်ပါဘူးအော်ဒီလိုဟာလာလို့ဟဲ့ဒီကြမှာရင်းပြီနော်ဘာလို့တော့လင်းသွားတယ်သွားပါတယ်တော့ဘာလို့တော့ကတော့အကုန်တော့ဟောကုန်လုံးခေါ်ရှင်းမလားရှင်းပါဒါဘာလို့တော့တိုင်းလိုက်မလားကိုနိုင်ရကိုလောက်အောင်ကိုနိုင်ရလို့မနဲ့စိတ်ရပါဘယ်နဲ့ကိုလို့ရှင်းလားဒါဖြင့်ခင်ဗျားတို့ဘာနာမှာအများဆုံးစိတ်30နဲ့ခွန်မရှိဒါပဲလက်ပေါ့ရှင်းပါခင်ဗျားတို့စိတ်ရှင်းပါ39ပေါ့အခုဒီကကျန်နေနှစ်ခုဒါကလည်းတခုမှမပေါ်ဘူးတခုမှမပယ်သေးတယ်ဘောဇနာပေါ်မှာဟုတ်လားဟိစိတ်ကဆက်ရှိရှိမှရဟန္တာဖြစ်တဲ့စိတ်တခုနှုတ်လိုက်ဟာတိလူဘတခုနှုတ်လိုက်တော့ဒီကလည်းဘယ်လောက်ရအောင်ဆက်ကိုဒါပဲရမယ်ဟုတ်လား
အဲ့ဒါကိုငါကုသိုလ်စိတ်ရှိခုထဲ39ခုနဲ့ ဒါပဲရဟိုဝိပဿနာတွေဆိုတော့ခင်ဗျားတို့တဏ္ဍအိတ်မှဖြစ်ဒါရှင်ရရှိလို့ဖြစ်ဖြစ်ပါဘုံတို့ရှိအောင်မှာ39နဲ့ပါဒါကောတာရပါမှာဖွတ်တာရင်းရှိလို့ဖြစ်39နဲ့ပေါ့ရှင်းပါ39ကိုဘုန်းကြီးရတယ်ဟာဒီ39များလားကပညာတွေဆိုတော့ချုံးနေတာဒီလိုမျိုး39ဒီလိုလုပ်နေတယ်ကြားတယ်ခင်ဗျားတို့39ပေါ်တိုင်းနဲ့ခင်ဗျားတို့သင်ရှားတဲ့နေရာကိုရှိဆိုမြင်စေလာပြီမြင်စိတ်တော့ခင်ဗျားတို့သိမြင်မသိပါဒါ39ကကြားစေဟုတ်လားနာမ်စိတ်စားစိတ်တပည့်ကြရားရနာတဲ့စိတ်ကိုယ်စိတ်ပေါ့ကောင်းရင်စိတ်ဟုတ်လားကောင်းတဲ့စိတ်ကိုယ်ပေါ်မှာဒုက္ခစိတ်ဒုက္ခတတံကာဝိညာဏပြင်းရတဲ့6ရောက်กว่าဘုန်းကြီးရတဲ့ချင်းလိုက်ပြန်ဝိဓမ္မာမနုဿာနာဒေါဘစိတ်မောဒေါသစိတ်မောဟစိတ်ဟုတ်လားဝိဓမ္မာအလောဘအဒေါသဟောဒါအတွင်းရတယ်ကဒါဝန်းနဲ့ပေါ်တယ်အတွင်းမှာလည်းသူတို့၅ခုပြိုင်ပေါ်တာမဟုတ်တစ်ခုစီပေါ်တယ်တစ်ခုနဲ့ပေါ်တယ်ဝိဓမ္မာအိန္ဒြာနှစ်ခုရှိသေးတယ်ကွာဆိုတော့မရှိဘဲမရှိကမ်းမနေနိုင်ဘူးလေထုတ်တဲ့စိတ်လေရှိုက်တဲ့စိတ်အဲ့ဒါကိုဒီအမောဟခြံပစ်ခဲ့တယ်ဘာဖြစ်လို့ခြံပစ်ခဲ့တယ်ဆိုရှိရမယ်တရားဖြစ်လို့ခြံပစ်ခဲ့ဒါတွေကရှုခံတရားမို့ရှင်းမလားရှင်းပြီမြင်စေကြားစေနာစေနေစေစားစေရနာတဲ့စိတ်ကောင်းမြတ်တဲ့စိတ်ကိုယ်ကကိုယ်ဘာမိုက်ပါပြင်းရတဲ့6ပဲဘုဒ္ဓဘုပြင်းရတဲ့6ပြင်းမှာပေါ့စားလို့တော့ဣစ္ဆရိကရတယ်နော်ပြင်းပေါ်ပါရောက်စားလို့တော့ဣစ္ဆရိကစားလိုက်မနေနဲ့သောတနာမှာပြင်းမဲ့ပေါ်လို့ပြင်းရတယ်လားပြင်းပေါ်လို့ပြင်းရတယ်ပြင်းပေါ်လို့ပြင်းထားဘဲမှာပေါ်လို့အဲ့ဒါကြောင့်ပေါင်းလိုက်တော့ပြင်းအဲ့တယ်ပြင်းရ6တော့အတွင်းရတဲ့က5ခုလောဘဒေါသမောဟအလောဘအဒေါသအမောဟဘာလို့မပါတော့မရှိရမှာကြောင့်အမောဟနေပြီးဘုံရှိမှာပေါ်လားဘယ်ဒါလဲလေးထုတ်တဲ့စိတ်ဒါလေးပြန်ရှိုက်တဲ့စိတ်အဲ့ဒါသူကအိမ်တယ်နှစ်ခုအိမ်တယ်နှစ်ခုဆိုတော့သက်ဆောင်သူမရှိသေးတော့မယ်ရှိသေးရမှာအဲ့ဒါလည်းမြများတို့ဒီနေ့လှုပ်ရှားပေးပြီဒါပေါ်ရင်ဒါဖြစ်ပြလိုက်ဒါပေါ်ရင်ဖြစ်ပြလိုက်ပြင်းတဲ့ပေါ်ရင်တစ်ခုစီပေါ်မှာပဲဘုံဖြစ်ပြလိုက်အတွင်းဆိုင်9ရောက်တရားကိုပေါ်ရင်ဖြစ်ပြလိုက်ဘာမှမရှိဘူးဆိုရင်ဒီခုဆက်ရှိပေါ်ရင်ပြန်လိုက်သဘောပါဒါပြန်စိတ်ပဲနှမျိုးပြတယ်တော့ဒီ73မျိုး30ခုကိုချင်းလိုက်တော့ဒါပဲရှိတယ်30ခုကိုချင်းလိုက်ရင်73မျိုးပါ73မျိုးပဲရှိဘာလို့လဲဆိုတော့ဟိုတော့အမှန်ကျေဝအောင်ပြဒီပုဂ္ဂိုလ်ပါဒီပုဂ္ဂိုလ်ပဲပြတယ်မှန်ပါခင်ဗျားတို့ကဒွိဖြစ်ဖြစ်ဒါတော့ပေါ်ပါပေါ်ပါပေါ်ဘူးတော့ဘာမပေါ်ပါနဲ့ဆိုလို့မရဘူးကြောင်းတိုက်တဲ့ပေါ်မှာတော့မပေါ်ပါနဲ့ဆိုလို့မရဘူးမောဟမပေါ်ပါနဲ့ဆိုလို့မရဘူးပင်မပယ်လေးပဲပင်ပါအလိုပါဆိုတော့သူရှင်တိုင်းနေတာကောမာရိတိသမသင်္ကပ္ပသမဝမသမာသတိသမသမာဓိဒီ၅ခုနဲ့ရှုခါဘူးလုံးလို့ရှင်ဓမ္မအရှုခန္ဓာဘူးလုံးမမေးရင်တော့ဓမ္မပဲဓမ္မကိုဓမ္မနဲ့ရှုဓမ္မရှုနဲ့ရှုဆိုတော့ဘုန်းကြီးကသူပြောဖို့မလိုတော့ဘူးတက္ကစီပြုတ်သေးဘူးပြုတ်ပါဓမ္မကိုဓမ္မနဲ့ရှုပြီးတော့တယ်ဓမ္မနဲ့ရှုနေရတော့သိလို့ရှင်တက္ကစီပြုတ်ရေးမှာဓမ္မနဲ့ရှုနေရရင်တက္ကစီပြုတ်ပါဒီဓမ္မတွေအကြောင်းကင်းဖြစ်တာမဟုတ်ဘူးအကြောင်းကြောင့်ဖြစ်တယ်လို့ပြောရှင်ဝိသေသပြုတ်အကြောင်းဖြစ်ပါဝိသေသပြုတ်တော့ဒီဓမ္မတွေကလိုပေါ်လာအကြောင်းကြောင့်ဖြစ်တယ်အကြောင်းကြောင့်ဖြစ်တယ်ဆိုတော့အကြောင်းကြောင့်ဖြစ်တဲ့ကျိုးတရားတွေပဲလို့သိနေလို့ရှင်ဝိသေသပြုတ်ပါအဲဒါကြောင့်ဒီသမထနာဆိုတဲ့ဥပဒနာညာခင်ဗျားတို့ယနေ့စလို့ရှိဒါလေးရှိပေါ်ရင်ဒါလေးရှင်းမဲ့ရေးလိုက်ဘာကြအဲ့တော့ဖြစ်ပြမဲ့ဖြစ်ပြမဲ့ဒါကြောင့်လို့ကိလေသာရှားမချဘူးဒါနဲ့ကြားထဲမှာမချတော့ဘူးညနေအထုံမနေ့ရမနေ့အထုံညနေရ
မရရင်ခင်လို့ကြားချလို့ဆိုတော့ကျုပ်ကသုံးရချတယ် ဟုတ်ပါရဲ့ ဘယ်နဲ့နေတော့မလို့ချင်းဘယ်နဲ့မနေသေးဘူးတဲကိရိတာပေါ်တယ်လူဒါတော့ဆိုမှာဘယ်မှာဆိုရရှိတယ်မရရင်ဒါညနေရတော့မနေ့ရမယ်မနေ့ကတော့ညနေရမယ်ဆိုတော့မရသေးဘူးဗျာမရကိရိတာကြားခုလို့ရှင်းမလား ရှင်းပါ